ဒီနေ့ချစ်ဆုံးတို့အားလုံးအတွက်ပေါ့နော်နွေနီလက်ကား post လေးတွေရောင်းဖြစ်တဲ့လက်ကား post လေးတွေတောက်လျှောက်တင်ပေးမယ်ဘာလို့လဲဆိုတဲ့အခါကျတချို့ကျတော့ပေါ့နော်အလုံးလုံးချင်ကြတယ်ဘယ်ကနေစရမှန်းလဲမသိဘူးပေါ့နော်ဘယ်လိုစလုပ်ရမလဲတွေးနေသူတွေအများကြီးရှိရတဲ့ရမှာပေါ့နော်ဒီညမလေးကတော့ပေါ့နော်ဒါသူကအရင်ဝင်လဲအများကြီးလဲမတက်နိုင်ဘူးဒါပေမဲ့လို့ပေါ့နော် online အလုံးလုံးတစ်ခါကြလို့ရှင်လဲကိုကဆွဲကြိုးရောင်းနေတဲ့သူရှိရလက်စွပ်ရောင်းနေတဲ့သူရှိတယ်နက်ကက်ရောင်းနေတဲ့သူလက်ကောက်ရောင်းနေတဲ့သူအမျိုးမျိုးရှိတဲ့ရမှာပေါ့နော်တချို့ကြလဲအကုန်လုံးတစ်ခါလဲရေးနိုင်တဲ့ခါကျပြဿနာမရှိဘူးတချို့ကြလဲအကုန်လုံးမရေးနိုင်တဲ့ခါနည်းနည်းလေးပေါ့နော်စိတ်ထဲမှာကတိကောက်ဖြစ်တယ်ဒီညမလေးကတော့ပေါ့နော်အဲ့လိုပဲသူကတော့ပေါ့နော်နက်ကက်လေးတွေပဲရောင်းနေတယ်မမရေနက်ကက်လေးကနေစပြီး online business လုပ်ချင်တယ်ဆိုလို့နေပေါ့နော်ဒီနေ့ဒီညမလေးကိုပေါ့နော်ညွှန်ပေးပြတဲ့နက်ကက်ကလေးတွေချစ်သုံးလုံးနဲ့မိတ်ဆက်ပေးခြင်းနဲ့ဒါကပေါ့နော်အခုမှ online business ဆလုပ်မယ်ညီမလေးဝယ်ယူသွားတယ်ပေါ့နော်မူလီရေးအသားတစိတ်ပါတယ်ချက်နက်ကက်ကလေးတွေဖြစ်တယ်ဒီလိုမျိုးနက်ကက်ကလေးတွေရောင်းတဲ့ခါမှာပေါ့နော်ရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက်အဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတဲ့ခါကျဒီမှာမူလီရေးအသားတစိတ်ပါပြီးတဲ့ခါကျရင်ဒါလေးကအစ်စ်လက်ရအတိုင်းဝယ်လို့ရမယ်ချက်နက်ကက်ကလေးတွေဖြစ်တယ်ဝယ်ထားပြီဆိုလို့ရှိရင်အနည်းဆုံးဝယ်ဝတ်တက်တွေလည်းအရင်အဆင်ပြေတယ်တရံဝယ်ထားပြီဆိုအနည်းဆုံး6လကနေ9လထိပေါ့နော် daily မချွတ်တန်းဝယ်လို့ရတဲ့နက်ကက်ကလေးတွေဖြစ်တာဖြစ်တဲ့အတွက်ရောင်းတဲ့အခါမှာလည်းပေါ့နော်လုံးဝမျက်နှာငယ်စရာမလိုတဲ့အားလေးပေါ့နော်ဒီညီမလေးကိုလည်းတေချာလေးစီစဉ်ပေးလိုက်တာကဒီလိုမျိုးနီလာပြလေးက2ရက်ပြီးတဲ့အခါကျတော့ဒါလေးရဈေးတူတူပဲချစ်ဆုံးလို့နီလာပြလေးက2ရက်ဒီလိုမျိုးပေါ့နော်လူကြိုက်အများဆုံးရောင်လေးသူရွေးပြီးတော့ယူသွားတာဖြစ်တယ်ဒီလိုမျိုးအနီရောင်လေးကချစ်ဆုံးလို့9ရက်ဒါလေးရလည်းမူလီအသားစိတ်ပဲဒါအကြီးမကြိုက်ဘူးအသေးပေါ့နော်အသေးရတယ်မပေါ့သူကအလက်စားလေးပေါ့နော်ဒါလေးက9ရက်ပြီးတဲ့အခါကျတော့ပေါ့နော်ဒီမှာချစ်ဆုံးလို့ခရမ်းဆွဲလေးတွေဒါလေးဆိုလို့ရှိရင်ပေါ့နော်လူတော်တော်များစီမှာမရှိဘူးမနေ့စီမှာပဲဒီလိုမျိုးကာလာဆုံးရနိုင်သေးရနော်ဒီလိုမျိုးခရမ်းလေးတွေက2ရက်ခရမ်းကိုမှသူကပုံစံ2မျိုးယူသွားတာချစ်ဆုံးလို့ဒီမှာတချို့ကြလဲပေါ့နည်းနည်းမမောက်လေးကြိုက်တချို့ကြလဲဝိုင်းဝိုင်းလေးကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့နော်ဒါလေးတွေနဲ့ဒီလိုမျိုးလေးတွေဝယ်ယူအားပြီးသွားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုးစိတ်နက်ကက်ကလေးပေါ့နော်ဒီစိတ်နက်ကလေးဆိုလို့ရှိရင်ပေါ့နော်ဒီထဲဖုန်းထဲမှာမလာဘူးချစ်ဆုံးလို့အပြင်မှာစိတ်စစ်လက်ရနဲ့လုံးဝခွဲမရအောင်လို့လေဒီစိတ်နက်ကက်ကလေးက9ရံပေါ့နော်ပြီးတဲ့အခါကျတော့ဒီလိုမျိုးနက်ကက်ကလေးတွေပေါ့နော်ဒီဇိုင်းဆိုပေါ့နော်ဝယ်ယူအားပေးသွားတာဒီလိုမျိုးပေါ့နော်ဒါလေးဆိုရင်အရင်ဝင်2သိန်းလောက်ကနေစလို့ရပြီနက်ကက်ကလေးကစမယ်ဆိုရင်အရင်ဝင်2သိန်းလောက်ကစလို့ရတာဖြစ်တဲ့အတွက်ပေါ့နော်ချစ်ဆုံးလို့ရပေါ့နော်တကယ်ကိုမှအပေါ်ငွေရှာခြင်းနဲ့ဘယ်လိုစရမှန်းလဲမသိဘူး3သိန်း2သိန်းနဲ့အလုံးလုံးရပါမလားလို့တွေးနေမယ်အစားပေါ့နော်အခုလိုမျိုးပဲပေါ့နော်တကယ်ကိုမှရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက်ဆုံးအဆင်ပြေတဲ့ပေါ့နော်အခုလိုမျိုးပြည်စည်းနေစပြီး online business ထွန်းကြီးဖို့ရတဲ့နေနေကတော့ပေါ့နော်ချစ်ဆုံးတို့ကို recommend ပေးခြင်းနဲ့ဘာဖြစ်လို့ဆိုတော့နေကိုယ်တိုင်နိုင်ကစပြီးတော့ပေါ့နော်ဒီလိုမျိုးအရင်ဝင်နေ online business စခဲ့ပြီးတော့မှပေါ့နော်အခုလိုမျိုးလက်လီလက်ကရောင်းချပေးနိုင်တာဖြစ်တဲ့အတွက်ပေါ့နော်တကယ်ကိုမှအလုပ်လုပ်ချင်နေဆိုရင်တော့ Viber 3ညကို2560 6မှာဆက်သွယ်စုံစမ်းမြင်ပြီးအသေးစိတ်တိုင်ပင်လို့ရတယ်ချစ်ဆုံးတို့ကပေါ့နော်မမရေ online business လုပ်ချင်တယ်ဘယ်ကစရမှန်းလည်းမသိဘူးတော့မလာခဲ့ပါနဲ့ကိုကပေါ့နော်ကိုယ်တိုင်နိုင်ကပေါ့နော်ဘာလေးကိုရောင်းချင်တယ်ဘယ်လိုယူရမလဲဆိုရင်တော့ okay တယ်နော်ဒီကတော့ပေါ့နော်ဒါလေးတွေကဒီလိုလုပ်လို့ရအောင်ချစ်ဆုံးတို့ပေါ့နော်တေချာလေးရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်အရင်ဝင်2သိန်း3သိန်းနဲ့ online business စချင်တဲ့သူတိုင်း welcome ပါလို့လည်းပြပြချင်ပါတယ်